င်မပြေတဲ့လူကိုချစ်သူနဲ့အစင်မပြေတဲ့လူရှိပါမယ်။မိန်းမနဲ့အစင်မပြေတာတော့ယောက်ျားနဲ့အစင်မပြေတာတော့ရှိတော့ဘူး။ရှိရရပါ။ညာရောလား။ Okay ကျွန်တော်လက်ထောင်နဲ့လွေးတဲ့ချင်းဘောဆိုပြီးပြန်